ဒါတော့ဒီသူတို့ပွဲတစ်ခုရှိတယ်ဒါပေမဲ့မိုးလည်းအုပ်တယ်နော်သူတို့ပွဲလောက်တာတော့မိုးရွာလောက်လို့ဒီအရန်တာရတဲ့နေရာတစ်ခုပေါ့ကျွန်တော်နားရဲဆိုရင်ဒီအမြဲတမ်းဒီနေရာကိုလာနာဖြစ်တယ်ဘယ်မှတော့စရာမရှိဘူးเนาะကျွန်တော်လည်းတွေးချင်ဒီနေရာလာခဲ့ဟာကျွန်တော်ပတ်တိုင်းနာတယ်ဆိုရင်ဒီသွားစရာမရှိတဲ့အဲ့နေရာဆိုရင်သွားစရာမရှိတဲ့ရဲဆိုရင်ဒီနေရာကိုလာနာဖြစ်တယ်မကြီးကြားတဲ့နေရာနဲ့တော့လည်းရှိတယ်เนาะဒီကြားတဲ့နေရာငါလည်းရှိတယ်ဒီတေချာကြီးငါရှိတယ်သူတို့ငရဲနေအများကြီးဒီနေရာသူများဟိုဒီစားတွေအတွဲလာချိန်ကြတဲ့လူတွေများတယ်ကျွန်တော်တို့ကတယောက်တည်းဘယ်သူမှမရှိဘူးဆိုတော့ဒီမှာအေးဆေးပဲဒီဟိုသွားလိုက်ပေါ့နော်ဆိုရင်ကျွန်တော်တင်ချင်းတွေကိုကျွန်တော်ကင်မရာကောင်းလေးနဲ့ကျွန်တော်ရိုက်ပေးရှင်းနေတာပဲကျွန်တော်လည်းစူးစမ်းတဲ့လူတယောက်ဖြစ်နေတယ်ဒါပေမဲ့ခု Facebook ဖြစ်ဟိုဒီ Telegram ဖြစ်ဝင်တယ်လည်းတိတ်တော့မရသေးဘူးလေဒါဆိုကျွန်တော်ပတ်သက်ပြီးတော့ကင်မရာကောင်းလေးတွေပြီးကျွန်တော်လုပ်ဖို့စီစဉ်ရှိပါတယ်မိုးအုပ်တယ်နော်ဒီမှာကြည့်မိုးအုပ်တယ်မှာပွဲတွေရှိတယ်ဘာပွဲလဲတော့မသိဘူး